SHARK တသားမိမိတို့ရေဒီနေ့တသားမိမိတို့ကိုပြောပြမယ့်အကောင်ကတော့တသားမိမိတို့အတွက်မစိမ့်တဲ့အကောင်လေးပါတသားမိမိတို့အရန်ကြိုက်တဲ့တချမ်းလေးတွေကအကောင်ဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ငမန်းဖြစ်ပါတယ်။ငမန်းတွေကသမုတ်တရားထဲမှာနှစ်သန်းပေါင်း400ကျော်ကြာရှင်သန်ခဲ့တဲ့အလွန်ရှေးကြတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့။ဒိုင်နိုဆောတွေခေတ်ကလေးကငမန်းတွေကလည်းရှိခဲ့ပါတယ်တဲ့။ငမန်းတွေမှာစူးရှတဲ့အာယုံခံစွမ်းရည်ရှိပါတယ်။ငမန်းတွေကသွေးညှိနဲ့လှိုင်းတပူးနဲ့လျှက်စီးလှိုင်းတွေကိုခံစားနိုင်တဲ့အထူးအာယုံခံအင်္ဂါတွေရှိပါတယ်တဲ့။မိုင်ပေါင်းများစွာကရတဲ့သွေးညှိနှံကိုတော့ရှာဖွေနိုင်ပါတယ်တဲ့။ငမန်းတွေမှာသွားတွေအများကြီးရှိတယ်။ဘလောက်တောင်မှသွားတွေများလဲဆိုရင်သူတို့မှာသွားပေါင်း3000ကျော်ပါဝင်ပြီးတော့ကျိုးသွားရင်လည်းအဲ့ဒီသွားတွေကအသစ်ပြန်ပေါက်တတ်ပါတယ်တဲ့။နောက်ပြီးငမန်းတွေကအသေးဆုံးငမန်းကလက်မအနှင်းငယ်လောက်သာရှိတဲ့ငမန်းလေးဖြစ်ပြီးအကြီးဆုံးငမန်းရဲ့ size ကတော့ကျောင်းဘတ်စကားလောက်ကြီးထိရှိပါတယ်တဲ့။နောက်ပြီးငမန်းတွေကလူတွေကိုအန္တရာယ်ပေးတယ်လို့လူတွေကထင်တတ်ကြပေမဲ့တကယ်ငမန်းအမျိုးအစားအကုန်လုံးကလူတွေကိုအန္တရာယ်ပေးတာမဟုတ်ပါဘူးတဲ့။ငမန်းအမျိုးပေါင်း900ကျော်တဲ့က10မျိုးလောက်ကသာလူတွေအတွက်အန္တရာယ်ရှိတဲ့ငမန်းဖြစ်ပြီးကျန်တဲ့ငမန်းတွေကတော့သူတို့တဘာဝအတိုင်းအေးအေးဆေးဆေးရေထဲမှာနေထိုင်ကြတဲ့ငမန်းတွေဖြစ်ပါတယ်တဲ့။ငမန်းတွေဟာလည်းသမုတ်တရားရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီးဂေဟစနစ်ကိုထိန်းညှိပေးတဲ့သူရဲကောင်းတွေပါတဲ့။ကဲခုငမန်းတွေအကြောင်းပြောပြပေးပြီးဆိုတော့မိကုန်းလေးတွေဖြည့်ချရအောင်နော်။ငမန်းတစ်ကောင်မှာသွားအရေအတွက်ဘယ်လောက်ပါလဲ။1အချောင်းရည်30ကျော်2အချောင်းရည်300ကျော်3အချောင်းရည်3000ကျော်အချောင်းရည်3000ကျော်ဆိုရင်တော့မှန်ပါတယ်ငမန်းတွေမှာသွားအချောင်းရည်3000ကျော်ပါဝင်ပါတယ်နော်ကဲအခုငမန်းကြောင်းတီးပြီးဆိုတော့နောက်ထပ်အကောင်လေးတွေကြောင်းဆက်နာထောင်ရအောင်နော်